ဒီထိုင်းနိုင်ငံသားခွန်ထိုင်းနေဟာကျွန်တော်တို့မြန်မာပြည်ရင်တောင်ကြတော့ချစ်မြတ်လို့ပြီးတော့အလောင်းမင်းတရားကိုကြတော့ဘာလို့မုန်းတိနေလဲဆိုတာဒီမျိုးဟောင်းလေးကိုလာကြည့်ရင်သိပါပါလိမ့်မယ်ကဲဒီတစ်ခါမှာတော့ကျွန်တော်အယုဒ္ဓယမျိုးလေးခေါ်သွားပြီမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအယုဒ္ဓယမျိုးဟောင်းကတော့အကောင်လုံးသိတဲ့အတိုင်းပဲဘရင်တောင်လက်ထက်တုန်းကအုပ်စိုးခဲ့ပြီးတော့အလောင်းမင်းတရားလက်ထက်မှာပြန်ပြီးတော့သိမ်းယူခဲ့တဲ့ထိုင်းနိုင်ငံရဲ့မျိုးဟောင်းအယုဒ္ဓယမျိုးဖြစ်ပါတယ်ကျွန်တော်တို့အလောင်းမင်းတရားလက်ထက်တုန်းကတို့ကဒီအယုဒ္ဓယမျိုးကိုမီးလောင်ပြသွင်းပြီးတော့ဒီတိုက်ပွဲတဲ့ကြောင့်ပြစီးသွားတဲ့ဒီဖျားတွေဟာအကုန်လုံးအခုချိန်ဒီ tourist attraction တစ်ခုအနေနဲ့ပြထားတာဖြစ်ပါတယ်။ဘန်ကောက်မြို့နဲ့ကားနဲ့သွားလို့ရှိရင်တနာရီနဲ့7မိနစ်ဝေးပြီးတော့တခြားရထားတွေနဲ့လည်းသွားလို့ရပါတယ်။ဒီထဲမှာကျွန်တော်ထူးထူးခြားခြားသဘောကျမိရတဲ့ကတော့ဒီကျွန်တော်တို့အလောင်းမင်းတရားကြီးတိုက်ပွဲသိမ်းတဲ့အခါမှာဖျားစင်းတို့ကနေခေါင်းတော်လေးကပြုတ်သွားပြီးတော့ဒီဥကောင်းတော်ကဒီညောင်မင်းကြားထဲမှာတဘာဝလိုဖြစ်နေတာဖြစ်ပါတယ်။ကျွန်တော်တို့သွားတော့ကျွန်တော်တို့ကကားနဲ့သွားတာဖြစ်ပြီးတော့2500နဲ့ကျွန်တော်တို့ဘန်ကောက်မြို့ကနေသွားတယ်။သွားပြန်ပြီးတော့ဖျားတဲ့အကုန်လုံးကို round trip 2500နဲ့သွားလိုက်ပါတယ်။တက်စီတမားကတော့ဖျား8ခုလား9ခုလားမသိဘူးအဲတုန်းကလိုက်ပို့ပြီကျွန်တော်တို့ကအရန်ပူလို့သိပြီးတော့မသွားနိုင်ပါဘူးဗျ။အဲ့တော့အပူဒဏ်လေးရောနည်းများပါတယ်။ဒီကြားထဲမှာဒီတုတ်တစီကတော့တော်တော်လေးမိုက်လို့ကျွန်တော်ရိုက်လာဖြစ်ပါတယ်။တဘောကြလို့ပါ။ကျွန်တော်ကတော့သရိတ်ဆန်ချစ်တော့အစင်လေးတော့မစည်းခဲ့ပါဘူး။သနာလို့ပါ။